တာဖြစ်သူနဲ့ချွေးမဖြစ်သူတို့ဟာအိမ်တကားကိုဖွင့်ပြီးအထဲကိုဝင်လာခဲ့ကြပါတယ်ဒါပေမဲ့သူတို့မြင်လိုက်ရတဲ့မြင်ကွင်းကတော့စိတ်မကောင်းစရာပါပဲလူငယ်လေးဟာဝမ်းပိုက်ကိုဖတ်ပြီးနာကျင်လွန်းလို့ငိုယိုနေရှာပါတယ်တားပိုက်တွေအရမ်းနာနေလို့ဆိုပြီးအော်ဟစ်နေတဲ့လူငယ်လေးဟာခဏအကြာမှာပဲပါဇက်ကနေသွေးတွေအန်ပြီးကျမ်းပြင်ပေါ်ကိုလဲကျသွားခဲ့ပါတယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ဖခင်ဖြစ်သူဟာထိတ်လက်တုန်လှုပ်သွားပြီးလူနာတင်ကအမြန်ခေါ်ဖို့အော်ဟစ်ပါတော့တယ်ရွှေမနဲ့အဖေအိုကြီးလည်းအသေးအတန်ဖြစ်သွားပြီးလူငယ်လေးနားကိုပြေးသွားကြပါတော့တယ်ကံကောင်းထောက်မစွာပဲလူငယ်လေးကိုဆေးရုံအချိန်မီပို့ဆောင်နိုင်ခဲ့ပါတယ်ဆရာဝန်ကတော့လူငယ်လေးဟာမတန်ရှင်းတဲ့အစားအစာတွေစားမိလို့အသေးရောင်အသားဝါယောဂပြင်းထန်ဖြစ်သွားတာဖြစ်ပြီးစိုးရိမ်စရာမရှိကြောင်းဆေးရုံမှာတရက်လောက်စောင့်ကြည့်ပြီးရင်အိမ်ပြန်လို့ရပြီဖြစ်ကြောင်းပြောကြားခဲ့ပါတယ်ဒါကိုကြားလိုက်ရတဲ့ချွေးမဖြစ်သူရဲ့မျက်နှာမှာတော့လူရုပ်မှာအပြုံးတစ်ခုပေါ်လာခဲ့ပါတယ်သူမဟာတားဖြစ်သူကိုကပ်ပြီးဖခင်ငါးဖမ်းပရင်စီကနေငွေတွေအများကြီးညှစ်လို့ရမယ့်အကြံပုတ်တစ်ခုကိုစတင်တိုင်ပင်ပါတော့တယ်လူငယ်လေးရဲ့အသေးကအခြေအနေမကောင်းလို့ယွန်းတန်းအကုန်ကြခံပြီးအသေးလဲရမယ်လို့လိန်ပြောဖို့စီစဉ်ကြတာပါတားဖြစ်သူကအဖေကအချီးနှီးမှမဟုတ်တာသူယုံပမလားလို့စိုးရိမ်နေပေမဲ့လောဘဇောတက်နေတဲ့ချွေးမကတော့အွန်လိုင်းကနေစိတ်မတန်အတုတွေလုပ်မယ်ဆရာဝန်အတုပါငှားပြီးလိမ့်မယ်လို့မာယာများစွာနဲ့အကွက်ချပါတော့တယ်တစ်ဖက်မှာတော့ဥက္ကဋ္ဌကျန်းကသူ့စီကယူထားတဲ့ယွန်းတန်းကိုနောက်မှအေးဆေးရှင်းလို့ရကြောင်းပြောပါတယ်ရိုးသားတဲ့ငါးဖမ်းပရင်ကတော့အကျွေးမရှိမှစိတ်အေးရမှာမို့လို့ပါလို့ပြန်ပြောရှာပါတယ်အဲ့ဒီနောက်ကျန်းကပင်လယ်ပြင်ခရီးစဉ်တွေမှာသူမကိုပါခေါ်သွားဖို့နဲ့ငါးဖမ်းပရင်ရဲ့နာမည်ကျော် internet brand တစ်ခုဖန်တီးဖို့ပြောဆိုပါတယ်ငါးဖမ်းပရင်ကတော့ဒီလို online လုပ်တွေကိုနားမလည်ပေမဲ့အားလုံးအတွက်အကျိုးရှိမယ်ဆိုရင်ကူညီပေးဖို့အသင့်ပဲလို့သဘောတူခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲတားဖြစ်သူစီကနေတူလေးအသေးတန်ဖြစ်နေတဲ့ဗီဒီယိုဖုန်းကောဝင်လာခဲ့ပါတယ်သတိလစ်နေတဲ့တူလေးကိုမြင်လိုက်ရတဲ့ငါးဖမ်းပရင်အိုကြီးခမရပြရခတ်သွားပါတယ်ဆေးရုံကရင်ပေါ်မှာတော့ကောင်လေးကိုသူ့ရဲ့အမေဖြစ်သူကအဖိုးဖြစ်သူရောက်လာရင်အသေးတွေနာကျင်နေလို့မခံစားနိုင်တော့ပါဘူးဆိုပြီးအော်ဟစ်ငိုယိုဖို့လှုပ်ဝက်တင်ကြပေးနေပါတယ်ဒါပေမဲ့ဘာမှမသိတဲ့ကလေးကတော့သူ့ကိုအာထရာမန်ကပ်ပြားတွေဝယ်ပေးဖို့ပြန်လဲတောင်းဆိုနေခဲ့တာပါဘေးကဖခင်ဖြစ်သူကလည်းကလေးကိုလိမ္မာရင်ကပ်ပြားခု100တောင်ဝယ်ပေးမယ်ဆိုပြီးဂရီတွေပေးလို့မြှောက်ပေးနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲခမဲခမက်အပြေးလွှားရောက်လာပြီးသူတို့လာနေပြီးမြန်လို့သတိပေးလိုက်တဲ့အခါမှာတော့တမိသားစုလုံးဟာမျက်ရည်တူးထွက်အောင်မျက်စင်းစေးတွေအလူရက်ခတ်ပြီးဇလန်းစင်ဖို့ပြင်ဆင်လိုက်ကြပါတော့တယ်အဲ့ဒီနောက်မှာတော့ငါးဖမ်းပရင်ဟာအခန်းထဲကိုအလောတကြီးပြေးဝင်လာခဲ့ပါတယ်အခန်းထဲကိုရောက်ချင်းမှာပဲဂရင်ဘော်ကမြေးဖြစ်သူကအဖိုးတားပိုက်တွေအရန်နာနေလို့မခံစားနိုင်တော့ဘူးဆိုပြီးအားရပါရအုံမှုပြပါတော့တယ်ဒါကိုမြင်လိုက်ရတဲ့ငါးဖမ်းပရင်ဟာရင်ထဲမှာစားနဲ့ပတ်သက်လို့ခံစားလိုက်ရပြီးမြေးဖြစ်သူရဲ့နဖူးကိုအသားရဆန်းသက်ကမြေးလေးမကြောက်နဲ့နော်အဖိုးရှိတဲ့ဆိုပြီးအသေးအတန်နှစ်သိမ့်ပေးနေခဲ့ပါတယ်ပြီးတော့ဘေးကတားနဲ့ချွေးမကိုဒါတွေကဘာဖြစ်တာလဲဆိုပြီးဒေါသတာကြီးနဲ့စိုးရိမ်တကြီးမင်းမြန်းပါတော့တယ်အဲ့ဒီအချိန်မှာတားဖြစ်သူကမျက်ရည်စားတွေကိုတုံရင်ဘောင်းဘီအိတ်ထဲကနေစစ်စစ်ချက်စာရွက်အတူကိုထုတ်ပြီးအဖေကလေးမအသက်ပျက်စီးနေပြီလို့လိန်ညာပြောဆိုလိုက်ပါတယ်ချက်ချင်းဆိုသလိုပဲဥက္ကဋ္ဌကျန်းကစေပညာတွေတိုးတက်နေပြီမို့ကုသလို့ရပါတယ်လို့အားပေးပါတယ်အဲ့ဒီအချိန်မှာဆရာဝန်ဝတ်စုံဝတ်ထားတဲ့ဆရာဝန်အတူဝင်လာပြီးကလေးရဲ့အခြေအနေကမကောင်းဘူးအမြန်ဆုံးခွဲစိတ်ရမယ်လို့ထပ်ဆင့်6လလိုက်ပါတယ်ချွေးမဖြစ်သူကခွဲစိတ်ခဘယ်လောက်ကြမလဲလို့မေးလိုက်တဲ့အခါမှာတော့ဆရာဝန်အတူကရွမ်ငွေတန်းကြတင်မယ်လို့ဆိုလိုက်ပါတော့တယ်စေကူတာစီရွမ်တန်းဆိုတဲ့စကားကိုကြားလိုက်ရတဲ့အခါမှာတော့ချွေးမဖြစ်သူဟာကုတင်အောက်ကိုဘုံကနေလဲကျသွားပြီးသူတို့မိသားစုမှာပတ်စံတွေမရှိတော့ဘူးဒေဝါလီခံထားရတာဆိုပြီးရင်ဘက်စီတီကဟန်ဆောင်မှုကျွေးပါတော့တယ်မြေးဖြစ်သူကလည်းစီးချက်ညီညီနဲ့နာကျင်နေကြောင်းထပ်မံတရုပ်ဆောင်ပြနေခဲ့တာပါဒါတွေအားလုံးကိုကြည့်ပြီးမျက်မှောင်ကုတ်စဉ်းစားနေတဲ့ငါးဖမ်းပရင်ဟာတားနဲ့ချွေးမရဲ့ပြည့်ရစင်မှုကိုမရိပ်မိပဲမြေးဖြစ်သူရဲ့အသက်ကိုကယ်တင်ဖို့အတွက်ခွဲစိတ်မှုကိုအခုချက်ချင်းလုပ်ပါဒီစေကူတာစီအားလုံးကိုငါပဲစိုက်ထုတ်ပေးမယ်လို့ပြက်ပြက်တသားကြီးဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်ဒါကိုကြားလိုက်ရတဲ့ကောက်ချစ်တဲ့တားနဲ့ချွေးမဟာသူတို့ရဲ့အကြံအစီအောင်မြင်သွားတဲ့အတွက်တယောက်ကိုတယောက်ကြည့်ပြီးခိုးပြုံးနေခဲ့ပါတယ်